9 final တက်ပြီ let's go let's go 3ဒီအားချောင်းနေတယ် ရိုက်မှာလေအာမချောင်းနဲ့မင်းတို့အာမချောင်းနဲ့3ဒီတယ်ဗလားအားချောင်းနေတော့ကောင် အားချောင်းနေတယ်အားချောင်းနေတယ် အားချောင်းနေတယ်လာပြီးတော့3ဒီလာလို့နောက်ကဘုံတန်တွေကတော့မင်းဒုံနဲ့မီးနေရရေးစိတ်တွေလည်းညက်လာပြီ ကြားနေရကဲ let's go ဒါယူတွားရမယ်နော်ဒီဘက်မှာအော်ဒီမှာနိုလန်ချန်ကယ်လာရှုပ်မှာဆိုလို့3កောင်လောက်ဝိုင်းကာလာတာနော်ဘလူးပဲရင်စစားသွားတယ်ဗျကဲဟီဘာရာလေးကိုလည်းနော်ဒီဘက်မှာတော့ကလောက်လေးကတော့ချန်ကယ်တွေဘာတွေကူစားပေးနေတာဘိုင်းလေးတို့ရှိသားနေပဲနော်ပြီးမှဘေးရအောင်ဘလူးဘက်ပါညာပြန်စားမယ်ပေါ့နော်ဘလင်းရတဲ့ဘက်က rapper တွေဘာတွေပြန်လာလို့မရအောင်လို့တော့ဒီဘက်မှာချန်ကယ်လေးတော့ light scout ပေးထားနေပဲနိုလန်ကြီးကိုတော့အရင်က pressure ပေးလို့မကောင်းဘူးဗျပဒိန်းဖြစ်နေတာဆိုတော့ဖလက်ကာတွေဘာတွေတန်းပေးရမှာအောင်လမ်းမှာလည်း flat နဲ့ရင်းနဲ့ငြိမ်နေပေါ့နော်ဒီမှာလည်း blink arrow တွေပါရောနည်းနည်းလေးရှောင်းဆော့နေရတဲ့ပုံစံမျိုးတော့မြင်နေရတယ်မခိုင်ဒီဂျူရှင်းလိန်နေဖေးအသားလေးပဲထိန်းနိုင်တယ်ပေါ်လမ်းမှာတော့ဆန်ကြီးက go crack တွေပါစားလောက်တဲ့ဒီကိုအဆင်ပြေနေတာမျိုးတွေ့ရတယ် let's go YG AC ပဲပေါ်မှာလဲเนาะကျွန်တော်တို့အေးရောင်လေးပဲတော့ရှင်ဟဲနေနေပဲကလောက်ကတော့ဖျဲရင်ပို့ဖျဲလို့ရတယ်เนาะဘက habit တွေပါတယ်ကိုဒီမှာ rubber ဘာညာပြန်စားတိုင်းဆလီနာလေးတော့တတိထားเนาะဒီမှာ arrow ပစ်ပြီးတော့ပြအောင်ကြီးအောက်လန်းရှင်လွယ်နဲ့တော့ပေးတော့ခန်းရမှာတော့မဟုတ်ဘူးarrow လွဲသွားပြီရပြီ AC ဖြစ်သွားပြီ AC ဖြစ်သွားပြီvan G's ဘာညာနဲ့လည်းတွေးတတ်တာဆိုတော့ lane face ကတော့အရင်ကြီးစိတ်ပူပြတော့မလို့ဘူးပေါ့နော်အဲမှာလဲလမ်းမှာ hero ပါခဲရာစုမိုင်းဆိုင်ဝေါက2 fablet လူချင်းမင်းမလဲ refer line နဲ့ပြန် hero တာဆိုတော့လေစိတ်လေး short လိုက်တာတော့ပိုကောင်းပါလေမလဲမင်းဖြားသွားတော့ဒါပေမဲ့ high လို့ကောင်းမျိုးတော့ဟမ်မာပါရီဆိုတဲ့ high လို့တော့เนาะမင်းကိုင်းထွက်သွားတာဟဲ့အောင်ကြီးเนาะမာ refer line ဒီမဟုတ်ပြတ်သွားပြီအဲ့နေရာနောက်တစ်ခေါက်ကျရင်တော့တွေ့တာဟုတ်တိုင်တတိထောင်းတော့ပြန်တွေ့မယ်လားတတိထောင်းတော့ဦးတွေး shot ခံလိုက်ရပြီပိုင်းနေဟာတွေး shot ခံလိုက်ရပြီဆိုတော့ဒါတရားတော့ပေးရပြီနဲ့တူတယ်ငါတို့သွေးနေဝါတာဆိုတော့ဘာမှမဖြစ်ပါဘူး first တရားဖြေမဟုတ်ညီကိုတို့ဟေး first တရားတော့ပြီးလိုက်လို့ရတယ်ရင်အိုးကောင်းလာရအောင်မသိဘူး3កောင်လာခဲ့တာရောအဲ့လိုလွယ်နဲ့ခဲလို့ရမယ်များထင်နေလားမသိဘူး3កောင်လာခဲ့တာမင်းဆရာသမား van G နဲ့ dash ခုံတော်ဝိုင်းနေတာတခုမှာတော့ fablet တွေပါရတော့မပေးထားသေးဘူးတော့တော်တော်အနေများခုနကကျွန်တော်ပေးလိုက်ပြီတော့ထင်တာမျိုးလို့နော်အတန်တော်မထွက်တော့ဘူးဟောဒီဘက်က flag ကနော် flag တွေပါနေပဲလောက်တာလို့နော်မင်းစုစာတောင်းသားရတော့အဲ့လောက်တက်လွယ်နေမှထင်လဲနော်ကဲဒီဘက်မှာ jungle လေးတော့စား AR ရောင်လေးပဲ fan ထားတဲ့ပုံစံလေးတော့မြင်နေမိ final ဆိုတော့လေပွဲရတော်တော်ကြီးတော့နော်ကျွန်တော်ဟို series ထားဆော့လာတယ်ပေါ့နော် arrow တွေပါလေတတိထားပြီးတော့ဆော့တဲ့အနေထားမျိုးတွေ့ရတယ်ဗျာနော်နောက်လည်း jungle လေးပါတော့ back to fan ပြန်တော့လှုပ်ထားနေတယ်မခိုင်စီလဲလန်းအဆင်ပြေတဲ့ AR အကြောင်းပဲနောက်မှလည်း gloria ပတ်ဝေးတွေမပေးပြီးတော့ blue bat လာတိုက်တဲ့နေတာတစ်ခုမှာ retribution နေတော့နေလိုက်တယ်ဆိုပေမဲ့လည်း hand အနေနဲ့တော့ blue bat လေးတော့ပေးထားတယ်ဗျာအဲ့မှာလည်းနောက်မှလည်းကျွန်တော်တို့ retribution နာနာ flay တို့ကပြန်ရတော့တန်းနေဒါမှမဟုတ်ကော refer line နေလိုက်တာမနေဘူးနော်မဟုတ်ဘူးကိုသေး re ပေါက်လိုက်တာမဟုတ်ဘူး river monster မှာ re ပေါက်ထားတာ sorry တေးလေးဆိုတော့ဆောင်းရကဲเนาะဒီဘက်မှာကျွန်တော် rubber ဘာညာလေးတော့เนาะဟန်ပြန်စားထားနေပဲเนาะဘတ်တော့ပေးလိုက်ရဆိုရင်ပြဿနာမရှိသေးဘူး bro เนาะဒါပေမဲ့အဲ့ဟိုတည့်ရမလားနိုလန်နေဘာတွေတော့နည်းနည်းလေးတော့ shut down တော့လှုပ်ထားမှရမယ်ဒီကောင်းကြီးကဒီချိန်မှာတော်တော် fan ဝင်ရနေတဲ့အပိုင်းရှိမယ်ပေါ့เนาะဆိုတော့ဒီကောင်းလေးနည်းနည်းတစ်ချက်လောက်တော့เนาะ shut down ချဖို့တော့လိုမယ်ဗျ second target လေးရမကြခင်မှာထွက်လာတော့မယ်တယောက်ကြီးအောင်လို့ရှိနေသေးနေပဲဟန်နီနဲ့တော့ပေါ်လန် jungle တွေဘာတွေစားပြီးတော့မှပဲတတ်ပြန်ဆင်းလာဖို့တော့ရှိမယ်ဗျ first side နေပါလေ Hunter strike ရသွားတဲ့အနေအထားမျိုးတွေတော့တွေ့လိုက်ရတယ်เนาะလေလမ်းမှာလည်းစန်ကြီးဒါ fan ထားပြီးတော့ပေါ်လန်တော့ပြန်တက်သွားနေပဲเนาะဘတ်တယ်လေးကတော့မမြင်ရသေးဘူးပြန်ကြီးကိုခုချိန်ထိစကန်တာတဲ့ဘတ်တယ်ကတော့စိုင်းနေတယ်တလီနာ arrow တွေပါပြစ်ဒီဘတ်တယ်ဘလို့လုံးမလဲအားလုံးပြေးဝင် Dana strike final ဆက်ကြမခိုင်ပါဘူးဗျာတက်တယ်ယူပေးသွားတယ်မခိုင်ဘူး fablet blink ကြောင်းတော့ယူပေးထားတယ်မဟီရိုကီထက်ယူပြီးတော့ကြိုးစားနေတယ် Dana strike 2 man လေဘလင်းကိုတော့ကဲဘူးတော့ကြိုးစားခဲ့မယ်ဘလင်းတော့ကင်းပြန်ပေးဟီရိုကီနေနဲ့1 for 2 train နေတာခုတော့နောက်ထပ်2កောင်ထက်ရမယ်ဆိုတော့1 for 4 train ညီကိုတို့ဟီရိုကီ4កောင်တော့ရလိုက်တာ YG ကောင်းပါပြီညီကိုတို့တက်တယ်လေးရလိုက်တယ် triple k တွေပါអော်သွားတာနော်ညီကိုတို့အော် triple k ကာစီနဲ့အယောင်ရင်တအားကောင်းတာဟေးနိုလန်ရှက်ဒေါင်းချမယ်ဆိုတော့အဲ့ဒါကိုပြောတာဘရင်းကောင်းသွားတာဗလားရင်း fight တစ်ကောင်းသွားတာဒီစင်းမပြေပဲနဲ့တက်သွားတာကဲအောက်လန်ဂိုးရှိတာဝါတွေပါထက်ရဘူးလို့ရှိနေရင်းနဲ့ပဲကဲအဖွင့်ရတော့လာပါပြီ let's go ဘယ်ရင်းလုံးသွားတာယူကြည့်လိုက်အောင်ဒါတော့ဘလင်းကမသေးချင်ဘူးတော့သိလားရင်းကဲသေးကြီးရင်းကဲသေးဖုံးမဖြတ်ရပါရင်းကဲသေးတယ်ဖလစ်ကားနဲ့ခုံလုံးဖလစ်ကားနဲ့ခုံရပါလို့
ရတယ်ဗျာအင်းစင်းနော် triple kick ကိုင်ဒီလေရကောင်တော့ဖတ်သွားပြီသားတို့နော်ကိုင်ဒီကတော့ဖတ်ပြဲသွားပြီဒီပွဲ ဟာရမင်းအဲ့ဒါမင်း sky beer သာလေးပါပါရင်တော့မင်းဒီထက်ပိုကောင်းသွားမှာမင်းသားရ sky beer သာစောသီးသွားလိုက်တော့အော်ကိုဒီဘလင်ထိုးသွားတာကိုလေရှိုးလိုက်အောင်လို့မင်းအကုန်လုံးခြံခတ်ပြီးလိန်ထိုးပေးလိုက်တယ်ဟမ် ဘလင်းတက်တယ်လေးယူပေးသွားတယ်ငါတွေ့လိုက်တော့ ဟုတ်တယ်ကဲနော်နောက်က1800အသာသီးနဲ့တော့ကျွန်တော်မြန်မာအသင်းဥဆောင်နေခင်နဲ့မသားကြီးပေါ့ပါလေးပဲဒီတိုင်းလေးပဲဆက်ထိန်တာဟာလား ဒီတိုင်းလေးပဲနော်ဒီတိုင်းလေးပဲဆက်ထိန်တာ momentum မမှန်လေးပဲ ဘလငါနေတော့တာကြီးကိုင်တီးက sky beer သာမသွားတော့သေးလားဘာလို့တော့ဟန်သွားမှာမလို့အဲ့တန်း ဟုတ်တယ် ဟောမလဲဒီလိုနောက်ဝဲကန်ကောင်းငုံပြီးတော့ထွေးထုတ်ပြီးတော့လောက်တာဗဒန် walk fix rate နဲ့တော့ထိုးတိုင်းနေမလို့မလဲအရန်မာနေဟိုင်းလို့လေးမောင်းအောင်ပြီးတော့မေးတက်ထားနေပဲဟန်နေနဲ့ sky beer သာစတက်ရသွားတယ်ဒါကြီး ဟုတ်တယ်ဟန်သွားမှာမို့လို့ကိုင်ဒီမသွားတာမှန်နေကိုဒီမှန်နေ ဟုတ်တယ်နော်ငါပြော ဟုတ်တယ်အောက်လန်းမှာတော့တာဝါတစ်လုံးရအပေါ်လန်းနဲ့တော့ပြန်ထွက်မယ်စိတ်ပိုင်တတဲပါလို့ရအောင်ပဲဗျာဟိုဟိုက်လော်ကြီးကလမ်းလျှောက်ရမှာနဲ့သူ့မှာ gloria ပတ်ဝေးမရှိဘူးဆိုတော့ နောက်ဆုံးတာလေး ကကျွန်တော်ဝိုင်း ကျွန်တော်မြန်မာတင်းလေးရအောင်များတယ်ညီကိုတို့နော်နောက်ဝက်နေ2400အသာသီးနဲ့တော့ YG KOK51 ဥဆောင်ထားနေပဲတအားဟုတ်ကောင်းတာဟေးငေါမြန်မာတင်းတအားဟုတ်ကောင်းတာဗလန် တအားဟုတ်ကောင်းတာနော် into ကလည်းအလှကြီးဒါကြီးကလောက်ကလည်း free fan Arrow ဟော purify ရှိတယ်ဒါ purify နဲ့ဆော့တာလားကလောက်ကိုရုပ်မလုပ်ဘူး အော်မ confident hero ရထားလို့မသိဘူးလားဒါကြီး အမှန်ပဲနော်ကျွန်တော်တန်ကြီးကတော့အချိန်တိုင်းအဆင်ပြေသွားလိမ့်မယ်သူလိန်ကလက်ကြည့်ကြအောင်မလို့တာနော်မင်းသူလိန်ကအချိန်တိုင်းအဆင်ပြေပြီးအသိကိုထမ်းသွားပေးလိမ့်မယ်ဘာမှစိတ်ပူနေကြမရှိဘူးလားကဲအခုလဲသူစပေလဲရတယ်ပေါ်လန်ဂျာဝါတွေပါလဲချိုးပေးတိုင်းနဲ့နောက်က2500ကျွန်တော်နောက်ဆုံးတာတွေပါထက်ရလိုက်တာဆိုတော့လဲနောက်က3000နီးပါတော့ဖြစ်လာနေတယ်ပဲ Pickcott 5 motor ကတော့လိုက်ချနေတယ်ဆိုပေမဲ့ဒါဒီဘက်က4កောင်စုနေရပြီဘရိုနော် Falcon ဥစ္စာပြောင်းနေဘရို game plan ပြောင်းနေဒီကောင်တွေစုပြီးတော့ငါဟုတ်တယ်ဗလန်ကောင်းနေတာဗလန်ကောင်းနေဒါကြီးမင်းတွေးခေါ်တာတကယ်ကွက်တီပဲဒါဒီကောင်နေမင်းဟိုချဖို့တော့ဗလန်ပုံဖော်ရတာခက်နေရသေးလားဗလန်မှန်တယ်ကောင်နေဗလန်ချတာပုံကခက်တော့ဘူးဘရိုနေဝါတော့မစော့တတ်တော့ဘူးကောင်နေခိုင်ဟိုပဲဖန်မင်းဥသာပေးနေတယ်ခုလောတယ်လက်ရှိမှာအချိန်နေဆွဲနေတယ်ပေါ့ဗလန်ကပြောနေတာမှန်တယ်လာပြီနော်လေလန်ခိုင်စီဝေးခင်းနောက်တော့မခုံးတိုင်းပဲလာတောင်းတာစပင်းလာတောင်းတာတော့ဒီဘက်ကမင်းပေးရမှာမပေးပါဘူးဘေးကွန်တော့မပေးဘူးကွာတဲ့ပဲဟလားတဲ့ပဲလားမင်းတို့တိုးရဲ့တိုးကြီးဆိုတဲ့ပုံစံမျိုးဗဒန်းမှလည်း fix rate တွေပါရှိတယ်ဒီကောင်လေးအဲ့လောက်ကြီးခေါင်းမတိုးရဲဘူးဘရိုခေါင်းတိုးရဲအဲ့ခေါင်းလေးကြီးပဲလိမ့်ထိုးမှာနော်အောက်ကဘုံထုနေတဲ့ကောင်လေးကိုကောင်းကိုထုနော်မင်းတို့အားနေမှန်နေတာကြီးဟောလာပြီလာရုပ်လာလုံနေတယ်ကဲကျွန်တော်မကြခင်မှာတော့ first law လေးတော့စတော့ထွက်တော့မယ်ဆိုတော့ကျွန်တော် law battle လေးကတော့ကျွန်တော်မကြခင်မှာကြည့်ရမယ်အနေထား second final လေးနဲ့ battle လေးစလိုက်မှာလေလန်ကိုလောတွေချင်းနေကြည့်တယ်ကလောက်ဝင်လာပြီနောက်မှလည်းဗဒန် walk fake crack 2 man out of finals လက်ကြမှာခိုင်တန်းပြောင်းသွားတယ်မပါဆက်ကီအုံဝမ်လေးကိုမထက်ရအောင်မ flag နေနေတော့ဒီဒိုနာဝဲကကောင်းတော့ထွေးထုတ်ထားပြီမနောက်မှဘယ်မလဲတိုင်းပဲ Harris ဇာမဖို့ပေးပြီးတော့အကောင်းဆုံးဖြည့်ရှင်းတိုင်းနဲ့ဘလင်းတကောင်တော့ပြန်ရထားသေးတယ်ဗျ1 for 2 trade ဒီဘက်မှာတော့ခိုင်စီ okayလွတ်သွားပြီ2 for 1တန်နေလုံးပဲဗလန်တန်နေလုံးပဲ2 for 1တန်သေးတယ်အနေတော့တော်တော်များတာ first law ကြီးထဲမှာ quick လည်းမရှိတော့ဘူး game finals လက်2 man ထက်ရိုက်ပေးတိုင်းတော့ flag ပြန်ပြီးတော့ကင်မောက်ခံထားရင်လည်းပဲရင်းလက်ချက်နဲ့တော့အသက်ထွက်သွားရင်လည်းအကြီးပလေကာတွေပါပေးထားတယ်လောပါလုံးမလားဒါပေမဲ့ဟန်သွေးနေဝါရီတိုင်းမလုံးသွေးနေဘရတယ်လောမလုံးသေးအေးလောရမလို့တာကြီးဆော့မှာနောက်က3000နဲ့ဟလာဘာမှလောရမလို့ ပေါင်းလိုက်တဲ့ဝေါ်ကွာဟမ်မလဲလိုက်တဲ့ဘလင့်ကွာမင်းထိုးတာတွေကိုရှိုးလိုက်အောင်လို့မျက်နှာတွေပါစုပ်ပြောင်းထိုးသားကြီးအဲ့လိုမျိုးကြတာဟောတော့ Harry ရောက်လာလို့ဒီလား Harry ရောက်လာလို့ဘလင့်ပေးလိုက်ရတာမျက်နှာတွေကိုပါစုပ်ပြောင်းထိုးပြလောရပါပြီဒီမှာလောရပါပြီပတ်ဝေးလေးနဲ့စိတ်တွေဆိုးပြီးတော့နောက်ကနေလိုက်လာပြီမဲ့ fix rate လေးနဲ့တော့ second fight လာတယ်မှန်တယ်ဒါတို့အဲ့နောက်ကကောင်တွေလိုက်လာမှာဆိုလို့ပတ်ဝေးနဲ့သိတယ်မလားပြေးလာတဲ့ကောင်တွေကုန်လုံး fix rate နဲ့တားသွားတာအောင်းနေတော့မကောင်းနေတော့မလောရတာညီကိုလောနေပဲတက်မယ် first law လေးနဲ့ trade ထားတာဆိုတော့လေကန်လည်းပဲပြောရမှာပဲเนาะကျွန်တော်ဒီ law နဲ့ကတော့အပြင်က tower တွေ second တွေ first tower တွေပြန်ယူလို့တော့ရနေနေပဲနောက်က3000သားအဲ့ဒီ holy crystal မရတဲ့တိုင်မှာဖိတာပိုကောင်းနေတော့အဲ့ဒါ online ဖြစ်လာတော့မှာဘရိုကြီးမှန်မယ်တိုင်းမျက်နှာကြီးတဲ့တယ်ပဲသူမျက်နှာတဲ့တယ်ပဲသူကြည့်ရမှာစူပါမာကိုလည်းကြည့်ရမှာ arrow ချောင်းဆော့ထားရတယ်ဗျနောက်မှလည်းဆန်ဂျီကလောက်အဲ့တိုင်းနေနဲ့တော့3ခွက်မကြခင်မှာထွက်တော့မယ်ညီကို swift trainer ဒီရရင်တော့ဖြန်းလာတော့ဒီတက်ပူပြီးတော့နာလာဖို့ရှိအောင်မယ်ဗျ
နော်အဲ့ကောင်နေမင်းတာဝါမပေး second tower တွေယူလိုက်နော်တာလို့ second tower တွေယူ အလဲလန်း first tower လေးတော့ရင် try ရမှာဒါပေမဲ့အောက်လမ်းမှာတော့ low တွေပါတော့သူတို့မြန်မြန်ဆန်ဆန်ပဲဖြတ်ရှင်းသွားတဲ့ပုံစံမျိုးလေးတော့တွေ့နေရတယ်ပဲကွန်စီးဖြောက်ဘလင်းဝေါက2 man ပစ်ခွက်ကြမှာဟက်ဂျီတန်းပြောင်းဝိုင်းမှာပါစေအနေနဲ့ရင်းလက်ချက်တဲ့စူပါမာကိုတကောင်ထပ်တည်သွားခဲ့သလိုမက်ဂျစ်ဒမ်းမေးပေးမဲ့ကောင်နှစ်ကောင်မရှိတော့တိုင်မှတ်နေပြီနင်းတာအဲ့ကောင်မတက်နေလဲမျိုးနေတာအုံဝိုင်းကောင်မထထိုးတိုင်းနဲ့ရင်းဒါဘကင်းနဲ့တူဟီရိုကီ3ကောင်မျက်စိတမိတ်အတွင်းမှာကျွန်တော်ရဲ့ YG သိမ့်ပိုက်ထားခဲ့ပြီပဲဖြစ်ပါတယ် လိုက်တာလို့တကယ်ကောင်းတယ်ဗလင်းဟဲ့အောင်အေး ဘလင်းတာကောင်း ရန်ကောင်းပါလေဆိုတော့စူပါမာကိုခေါင်းမှာလဲလက်သီးရတယ်ရွယ်သားကြီးတို့နော် ခေါင်းလေးထိုးမင်း ရပြီဗျာ second tower လေးရအောက်က second tower တစ်လုံးမှာထက်ချိုးဝင်းတော့ရနေအောင်မယ် YG နော်6000လောက်တာသွားတာဘရို ကြည်အောင်ကွာတိုင်းထိုးချက်တွေဆိုတာမင်းဟမ် purify နဲ့ပြေးတဲ့ Harry ကိုလည်းနော်ဘက်ကရင်းကလိုက်တက်ပေးထားတာရအောင်ကြီးတအားကောင်းတာလို့ တအားကောင်းတာရေး let's go ဒီ MSC ကတော့ကျွန်တော် YG တို့ပဲ အဲ့လောက်တော့ကောင်းရလားကွာတော်တော်ကောင်းတာတို့ဗတ်ဆက်နေပါလိမ့်လက်မှန်နေဘယ်ဟိုကောင်းနေလဲနော်တိုင်းဒီဒိုနာဝဲကန်နဲ့ခုလောတယ်တော့ဗတ်တယ်အရင်စားတဲ့နေတာတခုမှာတော့အမဲဒါမေးမပါဘူး flat တကောင်ပုတ်တင်ညိုလေးမေဂါကီတော့ပေးထားရတယ်မနောက်မလဲအုံဝမ်းဟိုင်းလုံးနေနေတော့လောကိုင်းနေတော့ဆက်သွယ်ပြတ်ပြီးတော့ရှောက်သွားနေပြီအဲ့ကောင်ရှောက်ပြေးနေပြီကိုလိုစပိတ်ခရီလုံနေပြီနော်အကောင်နေတင်းဖောင်မရှိတော့ဘူးဘရိုတင်းဖောင်မရှိတော့ဘူးတယောက်တစ်ပေါက်တွေဖြစ်ကုန်ပြီတိုင်ပတ်နေပြီ ကြောက်သွားနေပြီဘရိုမရတော့ဘူးဒီကောင်နေတင်းဖောင်ပြတ်သွားပြီဒီဝမ်းတော့ကျွန်တော် YG တို့ပဲရိုးလုံနေတယ်ဒီကောင်နေမဆော့တတ်တော့ဘူးမလဲနေဝိုင်းမဆော့တတ်တော့ဘူးမလဲဟုတ်တယ်ဦးလို့ဒီကောင်ကြီးရဲ့ဘဝ second target တွေကပြီးသွားတာ ပြီးသွားပြီဘဝပြီးသွားပြီလားဒီကောင်ကြီးရဲ့ဘဝ second target တွေကပြီးသွားတာ ဟုတ်မင်း ပြေးတူလာတာပါတဲ့လက်ကဒီဒိုနာဝဲကန်ကောင်းကုန်တာပါလေနောက်မှတိုက်ဘယ်မလဲတမ်းမေးလို့မေးပြီးဘယ်မလဲတမ်းမေးလို့သားရေနော်ဘယ်မလဲတမ်းမေးသားကြီးတို့နော်မင်းတိုးချင်တော့နေမန်စီပဲတိုးလို့ရတော့မယ်နော်ကဲလုံနာမှာတော့ထွက်တွေအများကြီးချတာနော်သားကြီးထွက်တွေပါရင်ရှင်းပါရထွက်တွေပါရင်နင်းမရမယ်ရောက်ရေးလုံနာမှာဒီကောင်နေမင်းပတ်လဲမှာမင်း vision တွေရောက်ရေးအဲ့တိုင်တွေကိုရင်လိုက်နေတော့ဆလီနာထရက်က3ခုရေးလောပတ်လဲမှာသားကြီးတို့ဟုတ်တယ်ဒီကောင်နေနေနေတဲ့အသင်းဆိုတော့မလဲလောလာလူရတော့မှာသိလားငါတို့အဲ့လိုမျိုးအကျွင်းကြံလေးဒီကောင်လာကောက်ရတော့မှာဒီကောင်တွေကဟုတ်တယ်အဲလို purify နဲ့ဆိုတာကာကြီးက easy ရင်ချမယ်နော်သားကြီးတို့ရင်ချမယ်နော်ရင်ချနော်လောမလုံးနဲ့နော်လောမလူနော်ညီကိုတို့ရင်ချမယ်နော်သားကြီးတို့အဲရိုတွေပါရှောင်းထားတယ်ဘလင်းအဲ့ခြုံတွေကိုလမ်းပြီးတော့ကန်ဆယ်လိုက်မလားအမလဲ flat တကောင်တော့ပဲရှိတာဗျာလော်လေးတို့ reset ပြန်ချထားတယ်မှန်နေညီကိုတို့လောမလောက်အောင်မလူအောင်ပြောတာနော်လူလို့မရဘူးအော်လည်းသွားရှင်းတော့ပါအဲ့တို့မျိုးအောင်လည်းလိမ့်မေးလိုက်အောင်လည်းလိမ့်ကိုမေးလိုက် Gloria ပတ်ဝေးခေါင်းပြေးခေါက်ဗတ်တယ်ဆိုင်မို့လို့စူးစမ်းနေတယ်ဗျဖယ်ကွန်ဖလပင်းနောက်မလဲကွန်စီးဖြောက်လာတယ်ဘလင်းနေနေတော့ဘသူ့ထိုးမလဲနောက်မှာတော့ကျွန်တော်တို့လော်လေးကိုတော့ဟန်မဲရောက်လို့ UI တဖိုးပါမလဲနှစ်ကောင် stand ပါသေးတယ်ခိုင်ကြီးရောက်ရင်ကလောက်ကလည်း free hit တွေပြစ်ခွင့်ရောင်းဝိုင်းတယ် double game ဟန်နဲ့တူအုံဝမ်းတကောင်တိုင်မီနီယာလေးပါဖန်တီးနာ triple game မီနီယာဘိုင်ဟန်နဲ့တူပဲတော်တမ်းမအန်လိုက်တော့တိုင်း game 1နိုင်သွားပြီသားတို့တကယ်ကောင်းတဲ့ဟန်ကွာ Hero first bit မီနီယာနဲ့ပါပွဲတော့အကောင်းမွန်ဆုံးစော့ကစားပြထားရင်းနဲ့ပဲတက်လာတဲ့လော်နဲ့သလုံးကိုပဲဒဲရဲချိုးသွားတဲ့နောက်မှာတော့ YG ကျွန်တော်တို့ရဲ့မြန်မာအသင်းဖိလစ်ပင်းအသင်းဖြစ်တဲ့ Falcon တော့ Game 1မှာနိုင်ရရှိထားခဲ့ပြီပဲဖြစ်ပါတယ်ကဲ WYG ဒါပေမဲ့ပွဲတော့မပြီးသေးဘူးဒါပေမဲ့တအားကောင်းတာပါကွာ